ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအယက်သားအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းပြီးတဲ့နောက်မှာတော့မိမိကိုယာယီသမ္မတကြီးအဖြစ်ခံယူပြီးတဲ့နောက်မှာတော့အခုတခါမြန်မာတနိုင်ငံလုံးရဲ့အကြီးဆုံးခေါင်းဆောင်သမ္မတကြီးဦးမင်းအောင်လှိုင်အဖြစ်တော့ပြောင်းလဲလိုက်တဲ့အပေါ်မှာမြန်မာပြည်သူတရက်လုံးကပျော်ရွှင်နေကြတယ်ဝမ်းသာနေကြတယ်လို့ဝါဒဖြန့်မီဒီယာတစ်ခုမှဖော်ပြထားပါတယ်သမ္မတကြီးဦးမင်းအောင်လှိုင်ကိုမြန်မာပြည်သူလူထုကိုဗာများပြောချင်လဲလို့မေးမြန်းတဲ့အခါမှာတော့သမ္မတကြီးဦးမင်းအောင်လှိုင်ကမြန်မာပြည်သူတွေအနေနဲ့စီစီလုံးလုံးနေကြဖို့နဲ့အလုပ်လုပ်ကြဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်။လက်ရှိသမ္မတကြီးကိုသမ္မတဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့အတွက်မြန်မာပြည်လုံးကဝမ်းသာနေတယ်။အဲ့တော့မြန်မာပြည်လုံးကိုဗာပြောချင်တယ်ဗျာမြန်မာရဲ့ပြည်သူတွေအားလုံးတိုက်ပြီးစီစီလုံးညီနေကြဖို့နဲ့အလုပ်လုပ်ကြဖို့တိုက်တွန်းလိုပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်အဖြစ်မှာသမ္မတကြီးဦးမင်းအောင်လှိုင်အဖြစ်တော့ရောက်ရှိလာတဲ့အပေါ်မှာဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေကရောပျော်ရွှင်နေကြပါလားဝမ်းသာနေကြပါလားထောက်ခံကြပါသလားဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုရဲ့ comment အောက်မှာမှတ်ချက်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ